အဲ့ဒါအပြင်အဖိုးကကျွန်တော်ကိုဖုံးရွှေအသက်ပညာတွေကို10နှစ်တိုင်တိုင်တည်တည်ချာချာသင်ကြားပေးခဲ့ပါတယ်ကျွန်တော်အသက်15နှစ်အရွယ်ရောက်တဲ့အခါအဖိုးရဲ့စပင်းတွေဖြူဖွေးပြီးမျက်လုံးတွေဝေဝါးလာတာကြောင့်သူ့ရဲ့နောက်ဆုံးရက်တွေနီးကပ်လာပြီဆိုတာကျွန်တော်သိလိုက်ပါတယ်သူတေခါနီးနောက်ဆုံးရက်ပိုင်းတွေမှာအခန်းထဲမှာတယောက်တည်းပုံအောင်ပြီးခေါင်းတလားကိုကြည့်ကတစုံတယောက်နဲ့စကားပြောနေတယ်လို့မျိုးထူးဆန်းတာတွေရှောက်ပြောနေတတ်ပါတယ်သူကွယ်လွန်တဲ့နေ့မှာကျွန်တော်ကိုကတင်နာခေါ်ပြီးအရေးကြီးတဲ့ကိစ္စတစ်ခုမှာကြားခဲ့ပါတယ်တူတေဆုံးသွားတဲ့အခါအခန်းထဲကဒီကောင်းတလားကိုတုံးပြီးပဲတကြိုရမယ်နောက်တစ်ချိန်မှာတယောက်ယောက်ကဒီကောင်းတလားကိုလာလူလိုက်မယ်အသက်နဲ့လဲပြီးအမိအရဆောက်ရှောက်ပါနှစ်မင်းရဲ့ဇနီးလောင်းကိုတိတိချာချာဆောက်ရှောက်ပြီးကာကွယ်ပေးပါကျွန်တော်တခုခုထပ်မေးဖို့လုပ်ပေမဲ့အဖိုးကအမေးမခံပဲဂတိပေးဖို့ပဲအတင်းအကျပ်တောင်းဆိုပါတယ်ကျွန်တော်ခေါင်းချင်းပြလိုက်တာနဲ့အဖိုးကမျက်လုံးမိတ်ပြီးအသက်ရှူရက်သွားပါတော့တယ်ရိုးသားလာတဲ့အဖေဖြစ်သူကအဖိုးရဲ့နောက်ဆုံးဆန္ဒကိုလိုက်ရောဖို့သဘောတူတာကြောင့်ဒုတိယဦးလေးနဲ့အတူအခန်းထဲကခေါင်းတလားကိုလာဖွင့်ကြပါတယ်သူတို့ကခေါင်းတလားထဲမှာအလောင်းရှိနေမှန်းကြိုသိတာကြောင့်အထက်ကအယိုးတွေကိုပြန်ထည့်ဖို့ခေါင်းတလားအစ်တစ်ခုပါပြင်ဆင်လာခဲ့ကြတာပါဒါပေမဲ့ခေါင်းတလားကိုဖွင့်လိုက်တဲ့အချိန်မှာတော့အားလုံးကြောင်သွားကြပါတယ်အထဲမှာရှိနေတာကအယိုးစုမဟုတ်ပဲအသက်ရှင်နေတယ်လို့မျိုးလူပြိုချုံမောလုံးနဲ့အမျိုးသမီးလောင်းဖြစ်နေလို့ပါပဲအလောင်းကလုံးဝမပုတ်မတိုးပဲအလွန်လှပလွန်းတာကြောင့်အိပ်ပျော်နေတဲ့သူတို့သမီးလေးတိုင်းပါပဲကျွန်တော်စိတ်ထဲမှာတော့ဒီလိုမိန်းကလေးမျိုးကိုဇနီးဖြစ်ရမယ်ဆိုရင်အသက်10နှစ်လောက်အသေးခံရရင်တောင်တန်တယ်လို့တွေးမိသွားပါတယ်ဒါပေမဲ့နှမျောစရာကောင်းတာကသူမကတည်ဆုံးနေတဲ့သူဖြစ်နေတာပါပဲကျွန်တော်ဆက်တွေးလို့မဆုံးခင်မှာပဲခေါင်းတလားတွေကနေထူးဆန်းတဲ့အမွှေးနံ့တာနံ့တွေထွက်ပေါ်လာပြီးခဏချင်းတွေးမှတင်ရွာတရွာလုံးအဲ့ဒီအနံ့တွေပြန့်နှံ့သွားပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့ကျွန်တော်မျက်နှာချက်ချင်းပြတ်သွားပါတယ်ဒါကတာမန်နံ့မဟုတ်ပဲအလောင်းမွေးရနံ့ဖြစ်ပါတယ်ကျန်းစာအရအလောင်းမွေးရနံ့ထွက်ပေါ်လာရင်နတ်ဆိုးနဲ့မိစ္ဆာတွေကကောင်းကင်ဘုံရဲ့ကောင်းချီးကိုလာလူကြလိမ့်မယ်တဲ့အဲ့ဒီအချိန်မှာအဖိုးမှာခဲ့တဲ့စကားနှစ်ခုရဲ့အတိတ်ပဲကိုကျွန်တော်သဘောပေါက်သွားပြီးဒုတိယချက်ကအရေးကြီးဆုံးဖြစ်နေပါတယ်အမွှေးနံ့ကြောင့်ရောက်လာကြတဲ့ရွာသားတွေကိုကြည့်ပြီးကျွန်တော်စိတ်ထဲဝေခွဲမရဖြစ်နေပါတယ်အခုချိန်မှာတော့ဖုံးကွယ်ထားလို့မရတော့တာကြောင့်အဖိုးလွန်ခဲ့တဲ့နှစ်တွေကလိုဝက်လှုပ်ဆောင်ခဲ့တဲ့မြအရာအလုံးကိုရွာသားတွေကိုဖွင့်ပြောလိုက်ရပါတယ်အမှန်တရားကိုကြားလိုက်ရတဲ့အဖေဖြစ်သူကဒေါသထွက်လွန်လို့အဖိုးရဲ့ရုပ်လောင်းကိုတင်ချီတောင်းနဲ့နှစ်ချက်လောက်တန်းကန်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအပြင်လောကမှာနှစ်အကြာကြီးသွားလာလှုပ်ရှားခဲ့မှုတဲ့ဒုတိယဦးလေးကအရင်ဆုံးတည်ငြိမ်သွားပြီးကျွန်တော်ကိုမေးပါတယ်ရှောင်းရမ်းမင်းအဖိုးစီကနေပညာဘလောက်အထိသင်ယူခဲ့ရလဲတဲ့ကျွန်တော်လည်းအမှန်တိုင်းပဲ90 80ရာခိုင်နှုန်းလောက်တက်မြောက်ထားပါတယ်လို့ပြန်ဖြေလိုက်ပါတယ်ဦးလေးကအဖိုးရဲ့ပညာရက်တွေကအသုံးဝင်မဝင်ဂရုမစိုက်ပဲဒါဆိုအခုအခြေအနေကိုငါတို့ဘယ်လိုလုပ်ကြမလဲလို့မေးပါတယ်ကျွန်တော်ခေါင်းခါလိုက်ပြီးစိတ်ကိုအေးအေးထားကကတင်ပေါ်ကအမျိုးသမီးအလောင်းကိုကြည့်လိုက်ပါတယ်ဒီလိုအခြေအနေမျိုးမှာအလောင်းကိုမီးရှို့ဖျက်ဆီးပစ်တာကအကောင်းဆုံးရွေးချယ်မှုပါပဲကျွန်တော်သွားကြည့်ပြီးအလောင်းကိုအပြင်ထုတ်ကမီးရှို့ဖို့ပြောမလို့လုပ်တဲ့အချိန်မှာပဲအဖိုးမှာခဲ့တဲ့စကားတစ်ခုကိုရုတ်တရက်တတိယသွားပြန်ပါတယ်အလောင်းမွေးရနံ့ဆိုတာခန္ဓာကိုယ်ထဲမှာအတွင်းတက်ကမ္မထန်ဖြစ်တည်နေတာတဲ့ဒါကြောင့်မို့လို့ဒီမိန်းကလေးကတာမန်နောက်ကျောင်းရှိတဲ့သူမဟုတ်မှန်းသိချနေပါတယ်ကျွန်တော်စကားတွေလက်ချောင်းထဲမှာတင်တဆူသွားပြီးစိတ်ထဲပို့လို့တောင်ရှုပ်ထွေးသွားရပါတယ်အဲ့ဒီအချိန်မှာအမေဖြစ်သူကတတိပြန်လဲလာပြီးဒုတိယဦးလေးကိုစိုးရင်တကြီးလန့်ပြောပါတယ်ဦးလေးရေသူ့အဖိုးကဘယ်တော့မှအားကိုးလို့မရတဲ့သူပါအခုလိုကိစ္စကြီးကိုရမ်းရမ်းလို့ကလေးတယောက်လက်ထဲဘလို့ပုံအပ်ရမှာလဲတဲ့ဦးလေးကမျက်နှာပြက်ပြက်နဲ့မိဘတွေကိုပြန်မေးတယ်ဒါဆိုအခုငါတို့ဘာလုပ်ကြမလဲဆိုတော့အဖေနဲ့အမေလည်းစကားတစ်ခုမှပြန်မပြောနိုင်တော့ပါဘူးကျွန်တော်တပြင်းတစ်ချက်ချပြီးတေချာစဉ်းစားကဦးလေးကျွန်တော်ဒီမျိုးသမီးလောင်းကိုအိမ်ဟောင်းစီပဲရွှေ့ချင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအိမ်ဟောင်းကတောင်ဆောင်ပေါ်မှာရှိပြီးရွာနဲ့အလွန်ဝေးတဲ့နေရာမှာရှိတာပါအဲ့ဒါကမိသားစုခွဲဝေတုန်းကဒုတိယဦးလေးရခဲ့တဲ့အိမ်ပဲဖြစ်ပါတယ်ဒုတိယဦးလေးခဏလောက်တွန့်ဆုတ်နေပြီးမှခေါင်းငိမ်သဘောတူလိုက်ပါတယ်အဲ့ဒီနောက်အဖေဖြစ်သူကဘေးကစောင့်ကြည့်နေတဲ့ရွာသားတွေကိုပြန်လွှတ်လိုက်ပါတယ်ကျွန်တော်လည်းလူလစ်တုံးအလောင်းကိုအမဲရောင်ပိတ်စာနဲ့တေတေချာချာပတ်ပြီးအိမ်ဟောင်းရှိရာစီကြိုးပိုးပြီးထွက်လာခဲ့ပါတယ်ဦးလေးကအဲ့ဒီအိမ်မှာမနေတာကြပြီးဖြစ်လို့ပြိုကျလူနီးပါပျက်စီးနေပေမဲ့ကံကောင်းတာကမိုးတန်လေတန်တော့ခံနိုင်ပါသေးတယ်ကျွန်တော်အခန်းတစ်ခန်းထဲမှာသူမကိုတေတေချာချာတင်ထားလိုက်ပါတယ်လန်ခီမှာလေတိုက်လာခဲ့လို့အလောင်းမွေးရနံ့ကလည်းတဖြည်းဖြည်းရုပ်ပါသွားခဲ့ပါပြီကျွန်တော်အလောင်းကိုချထားပြီးနောက်အိမ်ပြန်ဖို့ပြင်ပါတယ်ဘာလို့လဲဆိုတော့အဖိုးကိုလည်းတကြိုဖို့ကြံသေးလို့ပါကျွန်တော်လက်ထွက်မှာပဲကြောပြင်စီကနေတစုံတစ်ယောက်ကစိုက်ကြည့်နေတယ်လို့မျိုးထူးဆန်းတဲ့ခံစားချက်ကြီးကိုခံစားလိုက်ရပါတယ်ကျွန်တော်နှလုံးသားတုန်လှုပ်သွားပြီးအလောင်းပြန်ထလာတာစုံပြီးလားဆိုပြီးကြောက်လန့်တကြားနောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့အမျိုးသမီးရဲ့မျက်လုံးတွေကပိတ်ထားသေးပါပဲအဲ့ဒီတော့မှတပြင်းချနိုင်ပါတော့တယ်မထွက်ခွာခင်မှာအလောင်းမွေးရနံ့ကိုခိတ္တဖုံးကွယ်ထားနိုင်ဖို့ဈေးဖြော်ဆက်ထားတဲ့ပြားတွေကိုဂရင်ပေးပတ်ပတ်လည်မှာဖြန်းပေးခဲ့ပြီးမှထွက်လာခဲ့ပါတယ်ဒါပေမဲ့တကားဝအရောက်မှာပဲကြောဘက်ကနေဝုန်းကနေအတန်တစ်ချက်ကြားလိုက်ရပါတယ်လက်ကြည့်လိုက်တဲ့အခါမြေပြင်ပေါ်မှာရှေးဟောင်းစာအုပ်တအုပ်ပြုတ်ကျနေတာကိုတွေ့ရပြီးသူမရဲ့ခါးကြားကနေပြုတ်ကျကျန်ခဲ့တာဖြစ်ပုံရပါတယ်ကျွန်တော်အမြန်သွားပြီးမျက်လုံးမိတ်ကအဲ့ဒီစာအုပ်ကိုသူမရဲ့ခါးကြားနဲ့ပြန်ထိုးထည့်ပေးခဲ့ပြီးအခန်းတကားကိုတိတိကျကျပိတ်ခဲ့ပါတယ်အပြင်ကနေအနံ့ခံကြည့်တဲ့အခါပြားရီကြောင့်အနံ့ကတော်တော်လေးပျောက်သွားပါပြီဒါပေမဲ့တောင်ပေါ်လေးကပြင်းတာကြောင့်မကြခင်အနံ့တွေပြန့်သွားတော့မှာပါတကယ်လို့အနံ့ပြန့်လို့တယောက်ယောက်ကဒီအလောင်းကိုလာယူရင်လဲယူပါစေတော့ရွာနဲ့ဝေးတဲ့နေရာကိုရွှေ့ရတဲ့အကြောင်းရင်းကလည်းလူတွေဒုက္ခမရောက်စေချင်လို့ပါပဲတကယ်လို့တယောက်ယောက်ကလာခိုးသွားရင်ကျွန်တော်အတွက်ပိုတောင်အေးသေးတယ်လို့တွေးမိပြီးစိတ်ထဲပေါ်ပါသွားပါတယ်အဖိုးမှာခဲ့တဲ့ကိစ္စရက်တွေကိုလှုပ်ဆောင်ဖို့ဆိုရင်ကျွန်တော်မှာတကယ်ဆွမ်းစားရှိဖို့လိုအပ်ပါတယ်အဖိုးတင်ပေးခဲ့တဲ့ကြောင့်တူတော့ပညာရက်လေးတွေနဲ့တော့ဒီမိန်းကလေးကိုကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူးအိမ်ပြန်ရောက်တော့ဒုတိယဦးလေးကအခြေအနေမေးတာကြောင့်ကျွန်တော်လည်းအဖိုးရဲ့ကိစ္စတွေအဆင်ပြေပြေပြီးဆုံးသွားပြီဖြစ်ကြောင်းလိန်ညာပြောဆိုလိုက်ပါတယ်ဒီမိန်းကလေးကိစ္စတွေကြောင့်ပဲကျွန်တော်မှအဖိုးအတွက်ဝမ်းနည်းဖို့အချိန်တောင်သိမရလိုက်ပါဘူးအခန်းထဲမှာတယောက်တည်းပုံပြီးအဖိုးရဲ့တစ်တာအဟောင်းကြီးကိုဆွဲထုတ်လိုက်ပါတယ်အဖိုးကအလွန်စနစ်ကျတဲ့သူဖြစ်ပြီးပညာသိမကြီးပေမဲ့ပစ္စည်းကိရိယာတွေတော့အပြည့်ရှိပါတယ်တစ်သားသားကြီးပြားစီတွေမန်တန်အင်းပြားတွေအစုံလင်ရှိပြီးတစ်တာအောက်ခြေမှာတော့ဝါးရောင်ဝတ်စုံတစ်ထည်ရှိနေပါတယ်ကျွန်တော်လိုအပ်တဲ့အင်းပြားချို့ကိုယူပြီးကျန်တာတွေကိုမူရင်းအတိုင်းတိတိကျကျပြန်သိမ်းထားလိုက်ပါတယ်ကျွန်တော်တိတိကျကျပြင်ဆင်ထားခဲ့ပေမဲ့အဖိုးရဲ့နာရီခန္ဓာကတော့ထူးထူးခြားခြားအေးစစ်စစ်ပဲပြီးဆုံးသွားခဲ့ပါတယ်၃ရက်ကြာပြီးနောက်အဖိုးကိုအဲ့ဒီခေါင်းတလားဟောင်းကြီးနဲ့ပဲတိတိကျကျတကြိုလိုက်ပါတယ်ဆွေမျိုးတွေပြန်သွားကြတာကိုကြည့်ပြီးတပြင်းချနိုင်ပေမဲ့စိတ်ထဲမှာတော့အဲ့ဒီအမျိုးသမီးလောင်းကိုပဲပြန်တွေးမိနေပါတယ်ရက်တွေအများကြီးကုန်လွန်သွားခဲ့ပြီဖြစ်လို့သူမကိုတယောက်ယောက်ကလာယူသွားလောက်ပြီလို့ထင်နေမိပါတယ်ဒါပေမဲ့တကောင်ရံအချိန်ရောက်တဲ့အခါကျွန်တော်ဘလို့မှအိတ်လို့မပြောတာကြောင့်နောက်ဆုံးမှာတော့ပစ္စည်းတွေကိုယူပြီးအိမ်ဟောင်းစီကိုထွက်လာခဲ့ပါတော့တယ်
လန်ခီမှာငါကူညီနိုင်ရင်ကူညီမယ်မကူညီနိုင်ရင်တော့စောင့်ကြည့်ရုံပဲလုပ်မယ်စာအုပ်ထဲမှာရေးထားတာအမှန်ဆိုရင်တော့အလောင်းမွေးရနှမ်းကြောင့်ရောက်လာမယ့်အရာတွေကကောင်းတဲ့အရာတွေဖြစ်မှာမဟုတ်ဘူးလို့တွေးလာမိပါတယ်သူတို့ကိုတိုက်ခိုက်ဖို့နေနေတာအဖြစ်မှာမြင်တော့မမြင်ဘူးပါဘူးဇနီးတဲ့ဆိုတာအသက်ရှူနေတဲ့သူဖြစ်ရင်ကိုပဲတော်လာပြီလို့တွေးရင်ရှောက်လာတာတောင်ဆောင်စီကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတောင်ပေါ်ကဆင်းလာတဲ့လမ်းကြောင်းပေါ်မှာလူတစုပေါ်လာပါတယ်သူတို့သွားနေတဲ့လမ်းကြောင်းကကျွန်တော်ရဲ့အိမ်ဟောင်းစီကိုတက်တက်ဦးတည်နေတာပါကျွန်တော်ချက်ချင်းပဲဝှက်ချလိုက်ပြီးပုံအောင်နေလိုက်ပါတယ်မကြခင်မှာပဲအဲ့ဒီလူစုကအိမ်ဟောင်းတကားဝစီရောက်သွားကြပြီးလာရောင်ကလည်းပုံမလင်းထိန်လာပါတယ်သူတို့ရဲ့မျက်နှာတွေကိုတိတိကျကျမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်အံ့ဩဆုံးအားသွားရပါတယ်သူတို့ကလူသားတွေမဟုတ်ကြပါဘူးမျက်နှာတွေကတောင့်တင်းနေပြီးအနီရောင်နဲ့အစိမ်းရောင်ဆေးတွေချက်ထားတဲ့စက်ကူရုပ်လူအုပ်ကြီးဖြစ်နေလို့ပါပဲစက်ကူရုပ်တွေအနားတိုးလာတဲ့အခါအနောက်ကစက်ကူရုပ်လေးကောင်ကသူတို့သမီးတင်တဲ့ထန်းစင်တစ်ခုကိုထမ်းလာတာကိုပါတွေ့လိုက်ရပါတယ်အစကတည်းကဒီလိုမိစ္ဆာအတတ်ပညာတွေနဲ့တိုးရတာကျွန်တော်တကယ်ကိုကန်ဆိုးတာပါပဲဒါပေမဲ့ကျွန်တော်ပုံနေတဲ့နေရာကသူတို့နဲ့အလွန်နီးကပ်နေတာကြောင့်နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့အဲ့ဒီစက်ကူရုပ်တွေသတိထားမိသွားမှာဖြစ်ပါတယ်ကျွန်တော်ထိတ်လန့်နေတော့မှပဲထန်းစင်ပေါ်ကနေမြေခွေးတစ်ကောင်ခုန်ဆင်းလာပါတယ်တာမန်မြေခွေးဆိုရင်ကြောက်ခဲနဲ့ပေါက်တက်လို့ရပေမဲ့ထန်းစင်ပေါ်ကဆင်းလာတဲ့ကောင်ကတော့လူပုံစံအတိုင်းဟန်ဆောင်ထားတာပါသူကအနီရောင်ဝတ်စုံကြီးကိုဝတ်ဆင်ထားပြီးပဲစီရွယ်မျက်လုံးအစုံကနေအစိမ်းရောင်လင်းနှံတွေထွက်ပေါ်နေပါတယ်ဒါကိုမြင်လိုက်ရတော့မှကျွန်တော်သဘောပေါက်သွားပါတယ်ဒီမြေခွေးကအမျိုးသမီးအလောင်းကိုလာလူတာဖြစ်ပြီးသူ့ရဲ့ရွေချက်ကရှင်းနေပါတယ်သူ့ရဲ့လှုပ်ရှားနေတဲ့ခြေထောက်တွေကိုကြည့်ပြီးကျွန်တော်စိတ်ထဲဒေါသတွေထွက်လာပါတယ်ကျွန်တော်ပစ္စည်းကိုဒီကောင်လက်ထဲအလွယ်တကူပါမခံနိုင်ပါဘူးဘာဆရာကြီးခွန်လဲအဲ့ဒါကမြောက်ပိုင်းမှာပဲကိုးကွယ်ကြတာပါဒီနေရာမှာတော့သူဘလောက်ပဲလူလိုဟန်ဆောင်နေပါစေကြက်တခိုးမြေခွေးတာပါပဲကျွန်တော်ကြောက်ခဲလိုက်ရှာနေတော့မှပဲအဲ့ဒီမြေခွေးကတကားဝစီဖြည်းဖြည်းချင်းရှောက်သွားပြီးသူ့ရဲ့လက်ထဲနှစ်ဖက်ကိုမြောက်ကတကားကိုဥညွတ်အလေးပြုလိုက်ပါတယ်ပြီးတော့လူစကားနဲ့ကောက်ချစ်စွာပြောလိုက်ပါတယ်ဇနီးလေးမင်းရဲ့ယောက်ျားကမင်းကိုတောင်ပေါ်ပြန်ခေါ်ဖို့လာကြိုတာပါတယ်သူလူစကားပြောတာကိုကြားလိုက်ရလို့ကျွန်တော်လန့်သွားပြီးကင်ထားတဲ့ကြောက်ခဲတောင်လက်ထဲကနေပြုတ်ကျသွားပါတယ်ထို့နောက်မြေခွေးကရင်ဘက်ကိုပင်ပြီးတကားဝစီတိုးဝင်ဖို့လုပ်တဲ့အခါအနောက်ကတောင့်တင်းနေတဲ့စက်ကူရုံးနှကောင်ကတကားဖွင့်ပေးဖို့ပြင်ကြပါတယ်သူ့ရဲ့စီးလို့ဝါလို့အမူအရာကိုမြင်တော့ကျွန်တော်ခေါင်းထဲမှာအမျိုးသမီးရဲ့မျက်နှာပဲပြန်မြင်အောင်လာပါတယ်ဒီမြေခွေးကသူမတည်တည်ဖြစ်စေရှင်းသည်ဖြစ်စေဂရုမစိုက်ပါဘူးသူ့လက်ထဲရောက်သွားရင်သူမခန္ဓာကိုယ်ပျက်စီးရမှာသိချပါတယ်အဲ့ဒါကိုတွေးမိတော့ကျွန်တော်ကြောက်ခဲကိုပြန်ကောက်ပြီးလက်ကိုမြောက်ကလှမ်းပေါက်လိုက်ပါတယ်မြေခွေးကအိမ်ထဲဝင်ဖို့ခြေလမ်းပြင်လိုက်တော့မှပဲသူ့ရဲ့ဥကောင်းအနောက်ဘက်ကိုကျွန်တော်ပေါက်လိုက်တဲ့ကြောက်ခဲကကွက်တီသွားမှန်ပါတော့တယ်သူနာကျင်လုံးလို့အော်ဟစ်ပြီးမြေပြင်ပေါ်လဲကျသွားပါတယ်ဒါပေမဲ့သူကချက်ချင်းပြန်ထလာပြီးအစိမ်းရောင်လေးနေတဲ့မျက်လုံးတွေနဲ့ပတ်ပတ်လဲကိုဒေါသကြီးကြီးကဘယ်ကောင်ကငါ့ကိုခိုးတိုက်ခိုက်တာလဲအခုချက်ချင်းထွက်ခဲ့စမ်းလို့អော်ပါတယ်ကျွန်တော်ကြောက်ခဲပေါက်ပြီးတာနဲ့မူရင်းနေရာမှာပဲပြန်ပုံးနေလိုက်ပါတယ်ချက်ချင်းပဲကျွန်တော်နောင်တရသွားမိတယ်ဒီလိုရာမျိုးကိုသွားစားမိရင်ဒုက္ခကအဆုံးရှိမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်နောင်တရနေတော့မှပဲကြောဘက်ကနေမျက်လုံးတစ်စုံကစိုက်ကြည့်နေတယ်လို့ခံစားရလို့ဖြည်းဖြည်းချင်းကောင်းလဲကြည့်လိုက်တဲ့အခါအဲ့ဒီမြေခွေးကကျွန်တော်ရဲ့အနောက်တစ်တဲ့မှာရောက်နေပြီးကောက်ချစ်တဲ့အပြုံးကြီးနဲ့စိုက်ကြည့်နေပါတော့တယ်ကျွန်တော်စက္ကန့်ပိုင်းလောက်ကြောင်သွားပြီးမှသတိပြန်ဝင်လာကသူ့ရဲ့လေပင်ကိုချက်ချင်းလှမ်းညစ်ပြီးမြေပြင်ပေါ်ပြင်းထန်စွာဆွဲရိုက်ပစ်လိုက်ပါတယ်မြေခွေးကနာကျင်စွာနဲ့အော်ဟစ်ပြီးသူ့ရဲ့လက်သေးတွေနဲ့ကျွန်တော်လက်ကိုကုတ်ဆွဲလိုက်လို့တွေးရနေကြောင်းထွက်သွားခဲ့ပါတယ်နာကျင်လုံးလို့ကျွန်တော်လက်ကိုခါပြီးသူ့ကိုလှမ်းပစ်ချလိုက်တဲ့အခါသူမြေပြင်ပေါ်လိမ့်သွားပြီးပြန်ထလာပါတယ်သူ့ရဲ့မျက်လုံးအစုံနဲ့စိုက်ကြည့်ရင်ဒေါသတကြီးပြောပါတယ်ကောင်လေးမင်းဒီတဝိုက်မှာခွန်ကျူးရဲဆိုတာဘယ်သူလဲဆိုတာတိတိကျကျမစုံစမ်းခဲ့ဘူးထင်တယ်မင်းငါရဲ့ကိစ္စကောင်းကိုဖျက်ဆီးရတယ်ပေါ့မင်းရဲ့အသက်ကိုငါယူရလိမ့်မယ်လို့ချင်းချောက်ပါတယ်ရန်ဆလာတဲ့မြေခွေးကိုမြင်တော့ကျွန်တော်လည်းဒေါသထွက်လာပြီးငါကလူအောင်ဆောင်ထားတဲ့သူပဲမင်းကိုကြောက်နေရမှာလားဆိုပြီးကင်လာတဲ့မနဲ့အင်းပြားကိုထုတ်ပြီးတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ခွန်ကျူးရဲကမကြောက်တဲ့အပြင်ကောက်ချစ်တဲ့အပြုံးကြီးကိုပြုံးပြနေပါတယ်ထို့နောက်သူ့မျက်လုံးကနေအစိမ်းရောင်လင်းတန်းတွေထွက်ပေါ်လာပြီးကျွန်တော်ချက်ချင်းပဲခေါင်းတွေမူနောက်ကဝေဝါးသွားပါတော့တယ်အနောက်ကစက်ကူရုပ်တွေကလည်းကျွန်တော်ကိုဝိုင်းလာကြပါတယ်စိတ်ထဲမှာတော့သွားပြီလို့ပဲတွေးမိတယ်မြေခွေးတွေကလူသားတွေရဲ့စိတ်ကိုလှည့်စားဆုံးပူတတ်တဲ့နေရာမှာဆရာကြီးတွေဖြစ်တာကြောင့်အခုကျွန်တော်သူ့ရဲ့ထောင်ချောက်ထဲမိသွားခဲ့ပါပြီတတိလက်တော့မဲ့အခြေအနေမှာကျွန်တော်ရှာဖျားကိုပြင်းပြင်းထန်ထန်ကိုက်လိုက်တာကြောင့်နာကျင်မှုတန်ကြောင့်တတိချက်ချင်းပြန်လဲပွင့်လင်းလာပါတယ်ထို့နောက်လက်ထဲကမန်နဲ့အင်းပြားတွေကိုအဲ့ဒီစက်ကူရုပ်တွေစီလှမ်းပစ်လိုက်ပါတယ်စက်ကူရုပ်ဆိုတာစက်ကူပါပဲသူတို့ဘလောက်ပဲမိစ္ဆာဆွမ်းအားကြီးပါစေအနှစ်သာရကတော့မပြောင်းလဲပါဘူးအင်းပြားတွေထိမှန်သွားတာနဲ့စက်ကူရုပ်တွေကမီးဟုံးဟုံးတောက်သွားပြီးစက္ကန့်ပိုင်းတွင်းပြအဖြစ်ပြောင်းလဲသွားပါတော့တယ်ထို့နောက်ပြပုံထဲကနေမြေခွေးသေးလေးတွေထွက်ပြေးသွားကြပါတယ်ခွန်ကျူးရဲကသူ့ရဲ့မျက်လက်လက်စားမှုအလုံးမဖြစ်တော့မှန်းသိသွားတဲ့အခါကျွန်တော်ကိုထပ်မံတိုက်ခိုက်ဖို့အခွင့်အရေးမပေးတော့ပဲချက်ချင်းကြောလဲကသူ့ရဲ့အနောက်ပိုင်းကိုမြှောက်ပြီးဝါကွန်းလိုအဝါရောင်ငွေတွေကိုကျွန်တော်စီလှမ်းမှုတ်ထုတ်လိုက်ပါတော့တယ်လူစကားပြောနိုင်တဲ့တရဝါဆိုတော့အနည်းဆုံး200ကျော်ကြင်ကြံထားတာဖြစ်မှာပါသူမှုတ်ထုတ်လိုက်တဲ့ဆူရှာတဲ့အနံ့ဆိုးကြီးကြောင့်ကျွန်တော်မျက်လုံးကနေမျက်ရည်တွေစီးကျလာပြီးအော့အမတက်ခံစားလိုက်ရပါတယ်ကျွန်တော်လက်နဲ့အနံ့တွေကိုရက်ခတ်ရင်းနောက်ဆုံးနေတဲ့အချိန်မှာခွန်ကျူးရဲကအခွင့်ကောင်းယူပြီးမြေခွေးသေးလေးတွေနဲ့အတူအဝေးစီကိုအမြန်ထွက်ပြေးသွားပါတော့တယ်ထွက်မသွားခင်မှာသူနောက်ပြန်လှည့်ကြည့်ပြီးရန်ညိုးအတေးနဲ့ကောင်လေးမင်းငါခွန်ကျူးရဲကိုရန်စာရဲတဲ့ပေါ်မင်းတေကိုသာပြင်ထားတော့ဘယ်နဲ့ဖျားမှမင်းကိုလာမကယ်နိုင်စေရဘူးလို့អော်သွားပါတယ်ကျွန်တော်ကတော့အနံ့ဆိုးတွေကြောင့်ခေါင်းမှုနေလို့ပြန်တော့မပြောနိုင်ပါဘူးအနံ့တွေပြဲသွားတဲ့အချိန်မှာတော့ခွန်ကျူးရဲတို့အုပ်စုလည်းလုံးဝပြောက်ကွယ်သွားခဲ့ပါပြီကျွန်တော်သူတို့နောက်ကိုမလိုက်ဝင်တာကြောင့်အိမ်တကားကိုအမြန်ဖွင့်ပြီးအထဲဝင်ခဲ့ပါတယ်အထဲမှာတော့အမျိုးသမီးအလောင်းကဂရင်ပေါ်မှာအေးအေးဆေးဆေးလဲလျောင်းနေသေးပါပဲမင်းကြောင့်နဲ့ငါတော့မြေခွေးရဲ့အနံ့ဆိုးတန်ခံရပြီးတေလူနီးပါဖြစ်ခဲ့ရပြီလို့ပြောရင်ရေရမလို့ငိုရမလို့ခံစားလိုက်ရပါတယ်အိမ်ဟောင်းထဲမှာရှိတဲ့ဒုတိယဦးလေးရဲ့အဝတ်စားဟောင်းတစ်စုံကိုရှာဖွေလဲလှယ်လိုက်တော့မှခန္ဓာကိုယ်ကအနံ့ဆိုးတွေတော်တော်လေးရော့သွားပါတယ်ထို့နောက်အမျိုးသမီးလောင်းကိုကြည့်ပြီးဘာဆက်လုပ်ရမှန်းမသိဝေခွင့်မရဖြစ်နေမိပါတယ်ခွန်ကျူးရဲကအပြောတတ်တတ်မဟုတ်ပဲဒီတဝိုက်မှာတကယ်ကိုအန္တရာယ်ရှိဆုံးမိစ္ဆာကောင်ဖြစ်ပါစေလို့ပဲဆုတောင်းမိတယ်ဒါမှသာဒီအလောင်းဒီမှာရှိနေမှန်းသိရင်တော့အခြားမိစ္ဆာတွေလာမလို့ဝင်ကြမှာပါခွန်ကျူးရဲကိုရင်ဆိုင်ဖို့အတွက်တော့ကျွန်တော်မှယုံကြည်ချက်အနည်းငယ်ရှိပါတယ်စိတ်ထဲမှာယုံကြည်ချက်တွေတိုးလာတာကြောင့်ကြောက်စိတ်လည်းမရှိတော့ပါဘူးဒါကြောင့်အလောင်းရဲ့ဘေးနားမှာပဲတက်လဲလိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီအိမ်ထဲမှာအတန်ရှင်းဆုံးနေရာကဒီကတင်ပဲဖြစ်နေလို့ပါဂရင်ပေါ်မှာလဲလျောင်းရင်စိတ်ကူးတွေရောင်းချနေတော့အခန်းထဲမှာအလောင်းမွေးရတဲ့တွေကပြန်လဲထူထပ်လာပြီးကျွန်တော်လည်းအနည်းငယ်ရှူမိသွားပါတယ်အဲ့ဒီအမွေးနှံကတဖြည်းဖြည်းနဲ့နှွေးထွေးတဲ့စမ်းကြောင်းစီကြောင်းတစ်ခုလိုဖြစ်လာပြီးကျွန်တော်ရဲ့ခြေလက်အင်္ဂါတွေစီးဆင်းသွားပါတယ်တခုခုမှားယွင်းနေမှန်တတိထားမိလို့ဂရင်ပေါ်ကနေထားဖို့ကြိုးစားတဲ့အချိန်မှာတော့ထိတ်လန့်စရာကောင်းလာစွာပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ကလက်မဝက်လောက်တောင်ရွှေရှာလို့မရတော့မှန်တတိထားမိလိုက်ပါတော့တယ်